မြူကိုတွေဝေစာနေတဲ့မြမပြည်မြောက်ဖျားဘက်ကတောင်တန်းကြီးတွေကြားမှာကဘာကြီးတစ်ခုလုံးကမတ်မောရတဲ့ရတနာတိုက်ကြီးတစ်ခုဝတ်ထားလျက်ရှိပါတယ်အဲ့ဒီနေရာကတော့ကချင်ပြည်နယ်ကဖားကန်လို့ခေါ်တဲ့ကြောက်စိမ့်ညီပဲဖြစ်ပါတယ်ကဘာပေါ်မှာကြောက်စိမ့်ထွက်တဲ့နေရာတွေရှိပေမဲ့ဂျေတိုက်ကြောက်စိမ့်အစ်စ်ကတော့ဒီမြေကလွယ်ရင်ဘယ်နေရာမှမထွက်ပါဘူးကန်ဆိုတာကမ္ဘာကြောက်စိမ့်ဈေးကွက်ရဲ့နှလုံးသက်ပုတ်ပါပဲဒီမြေကြီးတွေကတူးပေါ်ရရှိတဲ့ကြောက်စိမ့်နှုံးတွေဟာရိုးရိုးကြောက်တုံးတွေမဟုတ်ပါဘူးနှစ်တန်းပေါင်းများစွာမြေအောက်ဖိအားတွေအောက်မှာဖြစ်တည်ခဲ့တဲ့သဘာဝတရားရဲ့အမှုပညာလက်ရာတွေဖြစ်ပါတယ်အထူးသဖြင့် Imperial Jade လို့ခေါ်တဲ့ Empire ကြောက်စိမ့်ကိုကြည့်လိုက်ပါကြည်လင်တောက်ပါပြီးစိမ့်မြနေတဲ့အရာဟာမျက်စိအေးစရာကောင်းလွန်းလာပါတယ်။အလေးအောင်ထိုးလိုက်တဲ့အခါအတွင်းသားတဲ့အထိကြည်လင်နေတဲ့အလှတရားဟာဘယ်ပကြီးကောင်းတဲ့မှမတူပါဘူး။ရှေးခေတ်တရုတ်ဧကရာတွေကစလို့ဒီနေ့ခေတ်ကမ္ဘာတထေးတွေအထိဒီလိုကြောက်စိမ့်မျိုးကိုပိုင်ဆိုင်မှုအိမ်မက်မှတ်ကြပါတယ်။ရေမွေးကြောက်ခရမ်းစိမ့်ကြောက်စိမ့်စတဲ့ရောင်စုံရတနာတွေဟာဒီမြေကနေထွက်ပေါ်လာပြီးကမ္ဘာအလယ်မှာမြမကုံကိုမြင့်တင်ပေးနေပါတယ်။ကြောက်စိမ့်တုံးရဲ့တန်ဖိုးဟာငွေကြေးသက်သက်မဟုတ်ပါဘူး။ဒါဟာကံကောင်းခြင်း၊ကျန်းမာခြင်းနဲ့ကြွယ်ဝခြင်းရဲ့တင်ငင်တာလည်းဖြစ်ပါတယ်။ဒါကြောင့်ဖားကန်ကြောက်စိမ့်ဟာမြန်မာနိုင်ငံအတွက်တော့တဘာဝတရားကပေးထားတဲ့တူနိုင်မဲ့လက်ဆောင်မှုတစ်ခုဖြစ်ကြောင်း Burmese AI Studio ကနေဂုဏ်ယူစွာမျှဝေပေးလိုက်ပါတယ်ရှင်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကိုယ်တိုင်မျှဝေဖန်တီးခြင်းတော့ Burmese AI Studio ရဲ့ Professional AI Creator Class ကိုတက်ရောက်လိုက်ပါရှင်။